တောင်ကြီးရဲ့ရာသီဥတုအေးလေးနဲ့အတူအိုဟာနာရဲ့ရိုးရာအစားအစာဆိုင်လေးကိုရောက်နေပါတယ်ဒါဆိုလို့ရှိရင်ရမုံတို့အထဲမှာဘာတွေစားမလဲဆိုင်ပြင်ဆင်လေးလဲတွက်ကြည့်မယ်လိုက်ခဲ့ပါလိုက်ခဲ့ပါအောင်ဒါလေးကဘာလေးလဲညီမလေးဒါလေးတော့ပါရှင်မရှိချက် မရှိ ချက်ချက်ဟုတ် မရှိချက် မရှိဘူးရရှိမရှိဟုတ်လေတော့ထမင်းလို့လည်းခေါ်တယ်ဖက်ထမင်းလို့လည်းခေါ်တယ်ဒါလေးကိုရေမုံအရင်ဆုံးပြီးပြမယ်ဒီထဲမှာဆိုလို့ရှိရင်ကြတော့ဒီမှာညစ်ကြော်ရယ်ဝတ်သားရယ်တရက်ချင်တုပ်လေးတွေရယ်ပဇွန်ချောက်ကြော်လေးတွေရေမုံတို့လေဟိုလေတော့ပြီးမှလေဖက်ရွက်လေးနဲ့ခင်းပြီးတော့လေလေလုံးရင်လည်းလေကောက်ဆက်ရင်လည်းထမင်းစားတယ်လေတော့ထမင်းပုံစံလိုမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်ရေမုံကလေတော့ထမင်းလေးရင်စားမယ်စားကြပါအောင်ရှင်တော့ဝတ်သားလေးတွေကိုလေမီးဖုတ်ပြီးတော့ပြန်ကြော်ထားရတယ်တော်တော်စားလို့ကောင်းတယ်စားလိုက်ကျွတ်နဲ့အရသာရှိရယ်လေတော့တမင်းလဲစားပွားကြီးဆိုတော့ရမုံမှာသပင်တွေလဲစီးချလိုက်ပြီဒါဆိုလို့ရှိရင်ရမုံကိုစိတ်ဝင်စားနေရပါတော့ဒီဟာလေးမြည်ပြပါမယ်ဒါလေးကတငန်ပြေတုတ်တယ်ဒီတငန်ပြေတုတ်ကကြတော့ဒီအမဲအခောက်နဲ့လှုပ်ထားတာလို့ပြောတယ်သူကအချင်းအဆက်လေးပေါ့နော်ဒီရိုးရာအစားအသောက်လေးတွေကတော့နည်းနည်းဟိုချင်ဆက်လေးများမယ်ထင်တယ်ထုံနဲ့သူကအဲ့လိုမျိုးတခွားသီးလေးတွေကျွတ်သွန်အနီလေးတွေနဲ့မြုပ်သီးစိမ့်နဲ့ထောင်းပြီးတော့လေချင်ဆက်လေးတုတ်ထားတာဆက်တော့ဆက်တယ်တောင်ကြီးရာသီဥတုအေးအေးလေးနဲ့ဆိုဆက်ပြဲလန်လေးပေါ့နော်နူးနူးအီအီလေးနဲ့ထုတ်လေးစားလို့ကောင်းတယ်ထမင်းနဲ့ဟိုရီမုံလို့တွဲစားလို့ရှိရင်လည်းအဆင်ပြေတယ်လေတော့ဟင်းလူရမုံကတော့ဝက်နဲ့မှားထားတာပေါ့နော်သူကပစွန်တို့ကြက်တို့ဝက်တို့ပေါ့နော်ကိုကြိုက်တာမှားလို့ရတယ်ရမုံကတော့ဝက်နဲ့မှားထားပါတယ်ဒါလေးကိုဝါကောင်းလိုက်တာလေတော့ဟင်းလေးကြိုက်တယ်ဒီထဲမှာဆိုလို့ရှိရင်သူကဒီမှာမုံတို့မှုလေးတွေပါမယ်ပဲသီးလေးတွေပြီးလို့ရှိရင်ဒီမှာဆိုတို့အရွက်လေးတွေလည်းမျိုးစုံပဲပါတယ်ပြီးတော့ဝတ်သားနဲ့ချက်ထားတာပြီးလို့ရှိရင်ဟိုဥညီတို့ဘာတို့ပေါ့နော်အတီးရွက်ကတော့စုံတယ်ပြင်းရည်လေးကတော်တော်လို့ကောင်းတယ်သူကအရန်လည်းမဆက်ဘူးမြုပ်သီးစိမ့်လေးလည်းပါတယ်အဲ့တော့လေတော့ထမင်းနဲ့လေတော့ဟင်းရည်လေးနဲ့တောက်လို့ရှိရင်တော့ကွက်တိပဲပြီးတော့ရေမုံတို့ဒီအဆက်လေးလည်းစားလို့ရှိရင်ပေါ့နော်ကွက်တိဘလူးတို့အေးလေးနဲ့ဆိုပူပူနွေးနွေးလေးဖြစ်သွားတာပေါ့နော်ဒါလေးကဝက်ကရင်တုပ်လေးပါဝက်ကရင်တုပ်လေးမုံမြည်ကြည့်ပါမယ်ဒီမှာဒီတူတချောင်းလေးနဲ့ပဲမြည်ပြလိုက်တော့မယ်ဝက်ကရင်တုပ်ကလည်းမိုက်တယ်တောင်ကြီးရဲ့ရာသီဥတုအေးအေးလေးနဲ့ကြတော့ဒီအချင်းဆက်တွေများကွက်တီပဲလေဆိုင်မှာကြတော့လေအထဲမှာဆိုလို့ရှိရင်ဘီယာတွေကော့တေးတွေလည်းရတယ်ဆိုလို့ရှိရင်ကြတော့ဟိုတောက်တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအမီးကအရန်မိုက်တယ်နော်ညဘက်တို့ညနေဆောင်တို့ပါလို့ဆိုလို့ရှိရင်အေးအေးလေးနဲ့ဆက်ဆက်လေးနဲ့ဘီယာလေးနဲ့မြည်လို့ရှိရင်လည်းအရန်အဆင်ပြေမယ်ဒါကြတော့လေတော့ငါးကင်ကကြတော့သူကငခုနဲ့လှုပ်ထားတာဒီမှာကြည့်ပါဦးရေမုံပြမယ်ဝါငခုအကြီးနဲ့လှုပ်ထားတာအရန်စားချင်နေပြီဒါလေးနဲ့ဆိုလို့ရှိရင်ဟောပြီးတော့ဒီမှာလေးခေါင်ရည်ရတယ်လို့လည်းပြောတယ်သိလားကရားပြည်ကလေကရားကနေပြီးတော့ဓာတ်ရိုက်ယူထားတဲ့ခေါင်ရည်နဲ့ဒီလိုမျိုးဟာနဲ့ဆိုရင်လည်းကွက်တီပဲနော်သူရဲ့ sauce လေးကကောင်းနေတော့မော်ဒီငရှင်တော်ချက်လေးကိုရမုံရဲ့ပထမဦးဆုံးအကြိမ်ပေါ့နော်ရတာမြည်ပြပါမယ်ဟာရမုံမုံစိုးသားခင်ကိုတွေ့လဲတွေ့ရမုံခေါင်ရည်တောက်ချင်ဝါခေါင်ရည်လေးအဲ့လိုပန်းရောင်လေးနဲ့တော့ခေါင်ရည်လေးကလေအိုးလေးကလည်းအေးပြီးတော့လေခွနဲ့မတောက်ချင်တော့ဘူးဒီလိုမျိုးပိုင်းနဲ့စုပ်ရတာပို့ပြီးတော့ကောင်းတယ်
ဒါဆိုရှင်ရမဒီမှာအစားအသောက်လေးတွေကလည်းအကုန်လုံးကဒီတောင်ကြီးရဲ့ရာသီဥတုအေးအေးလေးရဲ့ဒီဆိုင်လေးမှာညနေခင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးခေါင်ရည်လေးရဲ့ဘီယာလေးရဲ့ဒီကအပူဆက်လေးနဲ့ဆိုအရန်ကိုလိုက်ဖက်မှာပြီးရှင်မလေးဒီမုံနောက်မှာမြင်ရတယ်ဒီနောက်မှာဆိုလို့ရှိရင်လေသူညနေခင်းဆိုလို့ရှိရင်လေလူငယ်တွေပေါ့နော်လာပြီးတော့စားကြမယ်တောက်ကြမယ်ဆိုလို့ရှိရင်ဂီတာတီးတတ်တဲ့လူငယ်တွေဆိုလို့ရှိရင်လေကိုယ့်ဘက်တော့ကိုဂီတာတီးပြီးတော့တငယ်ချင်းတွေပေါ့နော်အပန်းဖြေလို့ရတာပေါ့ဂီတာတီးတချင်းဆိုအပန်းဖြေလို့ရဒီဆိုင်လေးကကြတော့ရှုပ်ချက်ကြီးလည်းမဟုတ်ဘူးဒီဆိုင်လေးရဲ့တီနေကကြောင်ကမောစာလမ်းပေါ့နော်ကမောစာလမ်းမှာဆိုလို့ရှိရင်ကမောစာလမ်းမကြီးပေါ်မှာဆိုလို့ရှိရင် No Name KTV ရှိရယ်အဲ့ဒီ KTV ရဲ့အရှိတက်မျက်နှာချင်းဆိုင်လမ်းဒီလမ်းလေးမှာဆိုလို့ရှိရင်နည်းနည်းလေးပဲဝင်ရုံပဲညာဘက်အချမ်းမှာဒီအိုဟာနာဆိုတဲ့ရိုးရအစားအစာဆိုင်လေးရှိရယ်နော်စားတောက်လေးလည်းအရန်ကောင်းတယ်ဘီယာလည်းရမယ်ခေါင်ရည်လည်းရမယ်ဆိုတော့ဘယ်လိုပြောမလဲအရန်အဆင်ပြေတာပေါ့နော်ပြီးတော့လည်းကိုယ်တငယ်ချင်းနေနေဆိုအေးစစ်စစ်တချင်းနေပါရေဆိုလို့ရှိရင်လည်းအရန်အဆင်ပြေတယ်ကိုကဂီတာမတီးတတ်ဘူးဆိုရင်လည်းဒီဘက်မှာ service ကလည်း free ပေးထားရဲဆိုတော့အရန်ကိုအဆင်ပြေသွားပြီရမောကတော့အရန်ကိုကြိုက်သွားပြီနောက်တစ်ခေါက်လည်းဒီမှာလာပြီးတော့အေးစစ်စစ်နှစ်ယောက်သားခေါင်းရည်လေးတောက်ပြီးစားအောင်မယ်ရမောမစားရဲတဲ့ငရှင်းဟင်ရလည်းအရန်စားကောင်းတယ်ဆိုငရှင်းဟင်လည်းကြိုက်သွားပြီဒါဆိုလို့ရှိရင်ရမောဆက်ပြီးတော့စားလိုက်မယ်ပြီးပြန်တွေ့မယ်နော်ရမုံရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရမုံရဲ့ဗီဒီယိုကိုအမြဲတမ်းစနေဆုံးထိကြည့်ပြီးတဲ့အရောက်ချစ်စီတာအောင်လဲကျေးဇူးတင်ပါတယ်တောင်ကြီးရဲ့ရာသီဥတုနဲ့လိုက်ဖက်တဲ့အတွက်တောင်ကြီးရောက်ခဲ့လို့ရှိရင်လေဒီအိုဟာနာဆိုင်လေးမှာလည်းလာရောက်ပြီးတော့မြည်ဆန်းကြဖို့မမေ့နဲ့နော်ဒါဆိုနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတာပြီးပါပြီ